ဂီနိုဟနာဆိုတာကလေတခြား grammar မဟုတ်ပါဘူးဂျီမန်းရဲ့မျိုးကွဲတရားလေးပါပဲဂျီမန်းလိုပဲရှေ့နောက်ဆန့်ကျင်ဘက်သဘောတရားကိုဖော်ပြတာချင်းတူပေမဲ့တစ်ဖက်လူကိုပေးတဲ့ခန်းစားချက်လေးကတော့နည်းနည်းလေးကွဲပါတယ်ဂျီမန်းကဘေးမဲ့ဆိုပြီးတော့ဒါဖြစ်ပေမဲ့ဒါဖြစ်တယ်ဆိုပြီးတော့ဒုံးတီပြောတယ်ဆိုရင်ဂီနိုဟနာကဒေါ်ပေမဲ့ဒါမှမဟုတ်ဒေါ်လဲဆိုပြီးတော့တစ်ဖက်လူကိုအားတောက်အာနာဖြစ်တဲ့ခန်းစားချက်မျိုးနဝင်ချိုတဲ့ခန်းစားချက်မျိုးကိုပြီးပါတယ်ဥပမာ방이넓지만너무비싸다အခန်းကကျယ်ပေမဲ့ဈေးကြီးတယ်အဲ့တော့ဒီအခန်းကျယ်ပြီးတော့ဈေးကြီးတယ်ဆိုတော့အခြေအနေစန့်ကျင်ဘက်သဘောတရားမှာကိုမကျင်မနှက်ဖြစ်တာကိုတဲ့ပြောလိုက်တဲ့ပုံစံမျိုးဆိုရင်방이넓기는하나 너무비싸다အခန်းကကျယ်တော့ကျယ်ပေမဲ့အရန်ဈေးကြီးတယ်အခန်းကကျယ်တော့လေအရန်ဈေးကြီးတယ်ဆိုပြီးတော့ဒီဈေးအစင်မပြေမှုမကျင်တဲ့ချက်ပေါ်မှာတစ်ဖက်လူကိုအားတောက်အာနာဖြစ်တဲ့ပုံစံမျိုးလေးနဝင်ချိုတဲ့ပုံစံမျိုးလေးပြီးတယ်လို့ခန်းစားရစေပါတယ်ဂီနဟာနာကတခါလေကြာရင်ဂီနဟာဂျီမန်ဂီနဟာနန်တယ်လို့လည်းသုံးပြီးတော့ verb ကို double ထပ်ပြီးတော့ verb ဂီန verb ဂျီမန်လို့လည်းသုံးပါတယ်ဥပမာ방이넓기는넓지만 너무 비싸다အခန်းကကျယ်တော့ကျယ်ပေမဲ့အရန်ဈေးကြီးတယ်ဒီလိုပုံစံမျိုးသုံးတာပါကျတော့အချင်းပြန်ချုံရရင်ဂီနဟာနာဆိုတဲ့ grammar လေးကဂျီမန်လို့စန့်ကျင်ဘက်သဘောတရားကိုဖော်ပြပြီးတော့ဒီစန့်ကျင်ဘက်ဖြစ်နေတဲ့အခြေအနေပေါ်မှာကိုယ့်ရဲ့မကျင်နဲ့ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုပြောတာထက်စာရင်အာရှုံမှုလို့ခေါ်တဲ့နှမျောတတဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုပေးပြီးတော့နားထောင်နေတဲ့တစ်ဖက်သူကိုလည်းအားတောက်အာနာဖြစ်တဲ့ပုံစံမျိုးနည်းနည်းလေးနဝင်ချိုအောင်ပြောတဲ့ပုံစံမျိုးခံစားရစေပါတယ်ဒီလိုမျိုးအဓိပ္ပာယ်တူပြီးတော့ဖော်ပြချက်တူတဲ့ grammar အကွဲလေးတွေကိုသိထားတာက topic 2 EK အတွက်ကော writing အတွက်ကောအများကြီးထောက်ကူပြုပါတယ်ဒီ grammar လေးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်နောက်ထပ်သိချင်တဲ့ grammar လေးတွေပဲရှိမှဖြစ်ဖြစ် comment ဒါမှမဟုတ် CV ကနေလာပြီးတော့မေးလို့ရပါတယ်နော်ရှိခဲ့နေရှော့စော감사합니다